တိုင်းမျိုးတွေကရှင်တို့မှတယောက်ကဒီဇင်ဘာအလုံးမပိတ်ချင်ဘူးပေါ့ဆိုအလုံးဆိုလို့ရှိရင်အရင်ယူခဲ့ရှင်တို့မှတယောက်ကဒီဇင်ဘာကိုလည်းမလဲပဲနဲ့နေအလုံးမပိတ်ပါဘူးရှင်ဆိုကျွန်မမပိတ်ဘူးဆိုကျွန်မကလေးတွေတရားမပိတ်ပေးပါဘူးသူများတွေပိတ်ရက်ရှည်ကာလခရီးတွေထွက်နေကြတဲ့အချိန်မှာကျတော့မိုးတယောက်ကဒီမှာအလုံးနဲ့ယူနေပါတယ်ဆိုတော့ဒီအလုံးလုံးမှပဲကျွန်မပတ်ဆိုင်ရမှလဲပတ်လို့ရအောင်ပေါ့နော်ဆိုတော့ခရီးတွေအရင်သွားချင်နေပြီကွယ်တော်တော်လေးသွားချင်ပြီဒါပေမဲ့လေနေ့စဉ်အဲ့ဒီတွေကနေထွက်မရဘူးပေါ့နော်ဆိုတော့ဒါကကျွန်မဆရာကြီးလုပ်တဲ့အခါပေါ့နော်အမှန်တော့ကျွန်မတနေ့ကုန်ထိုင်ပြီးတော့နေလေဖုန်းကြည့်ဒီဖုန်းကြည့်ပေါ့နော်ဒါပေမဲ့ပြင်းနေရှင် editing တွေမလုပ်ပဲနဲ့နေလေအဲ့လိုညနေကြလို့ရှိရင်တပတ်လန်ရှောက်အဲ့လိုမျိုးသွားပေါ့ပြီးတော့အမှငွေရှင်ပြီးလို့ရှိရင်ကျွန်မရဲ့အလောက်ကဟိုလူစီယာလို့ဒီလူစီယာလို့သူများချက်သွန်ကြော်လောက်တာကိုလည်းမိုးကတွက်ကောက်စားရပေါ့နော်မိုးရဲ့ချက်သွန်ကြော်ကလေတကယ်ခါသာရှိရရှင်စားပြီးရင်လေတွတ်ပြန်စားခြင်းနဲ့အဲ့လောက်ထီကိုမှချိုပြီးစိတ်တာမိုးလို့ချက်သွန်မကြိုက်တဲ့လူတော့မှပိုးစင်းပြေကွာဒါကတော့ညဘက်မိုးချုပ်သွားရဲ့နေပေါ့နော်ဒီနေ့ကတော့မိုးချုပ်မယ်ဆိုတော့ကျွန်မကြိုပြီးသိပါတယ်ရှင်ကျွန်မကလေးလည်းတော့ပင်မနေပါဆိုတော့ဒါပြောပြီးဆိုလို့ရှိရင်မိုးမနာဘူးဂျင်သွားရပေါ့နော်ဂျင်သွားပြီးဆိုလို့ရှိရင်တော့မိုးတို့မောင်နှမတွေနဲ့တူတူကားတစ်ပတ်ရအောင်ရိုးရမှာပြပတ်စီပါတယ်ရှင်နောက်ထပ် vlog မှာတွေ့ပါမယ်မိုးတယောက်ဒီဇင်ဘာပိတ်ရက်မှာမလဲပဲနဲ့နေအလုပ်တွေစူးစမ်းနေပါတယ်အားလုံးပဲbye see you next video